ပဲခူးတိုင်းဒေသကြီးတွင်ရှိအာမခံအလုသမားများရဲ့သားသမီးများအားပညာသင်စရိတ်ချီးမြှင့်ခြင်းနဲ့မန္တလေးငရင်ပေးတဲ့တဘာဝဘေးရန်နဲ့ကြာရောက်မှုဆိုင်ရာမိသားစုအကျိုးခံစားခွင့်များပေးရခြင်းခန္ဓာကိုစက်တင်ဘာလ18ရက်ဒီကနေ့မှာပဲခူးမြို့မြို့တော်ခမ်းမမှာကျင်းပခဲ့ပါတယ်။ဒီသတင်းကိုပဲခူးသတင်းဌာနခွဲမှပေးပို့ထားတာဖြစ်ပါတယ်ရှင်။လူမှုဖူလုံရေးအဖွဲ့သည်သတ်မှတ်ထားတဲ့လစဉ်ထက်ဝင်ကြေးကောက်ခံပြီးနေမကောင်းမကျန်းမာဖြစ်သူကိုဝန်ဆောင်သူနှင့်မိဖွားသူလုပ်ငန်းခွင်ထိခိုက်ခံစားရသူနာတာရှည်ယောဂခံစားရသူများကိုအလုပ်မစင်းနိုင်လို့ဝင်ငွေရော့နေရက်စဲသွားတဲ့အခါကျန်းမာရေးဆောက်ရှောက်မှုစိတ်ကူးတမှုပေးသလိုငွေကြေးအကျိုးခံစားခွင့်များကိုလည်းထုတ်ပေးနေပါတယ်။ဒါအပြင်အာမခံအလုပ်သမားများရဲ့နေ့စဉ်လူနေမှုဘဝမှာတွေ့ကြုံရတဲ့လူမှုဒုက္ခတွေကိုရော်နေသက်သာအောင်ဆောင်ရွက်ပေးနေသလိုမမျှော်မှန်းနိုင်တဲ့တဘာဝဘေးရန်တွေကြာရောက်မှုဆိုင်ရာမိသားစုထောက်ပံ့မှုအကျိုးခံစားခွင့်40%ကိုဥပဒေနဲ့အညီထုတ်ပေးနေပါတယ်။2012ခုနှစ်လူမှုဖူလုံရေးဥပဒေနဲ့အညီအကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိပါတယ်။ယနေ့ကျင်းပပြုလုပ်တဲ့အခမ်းအနားကတော့ကျမတို့ပညာသင်ထောက်ပံ့ကြေးတို့တဘာဝဘေးအန္တရာယ်တို့ဆိုတာကမိသားစုထောက်ပံ့မှုအာမခံစနစ်အောက်ကနေပေးတာဖြစ်ပါတယ်။မိသားစုထောက်ပံ့မှုအာမခံစနစ်အတွက်ကိုဆိုရင်ထည့်ဝင်ကြေးကောက်ခံထားခြင်းမရှိပါဘူးရှင့်။ကျမတို့လက်ရှိအကောင့်ထဲပေါ်နေတဲ့ကျန်းမာရေးနဲ့လူမှုရေးဆောက်ရှောက်မှုအာမခံစနစ်အောက်ကနေပြီးတော့မှထည့်ဝင်ကြေးပေးသွင်းစရာမလိုဘဲနဲ့ဒီနိုင်ငံတော်ကနေပြီးတော့မှကျန်းမာရေးနဲ့လူမှုရေးဆောက်ရှောက်မှုအာမခံစနစ်အောက်ကနေပညာသင်ထောက်ပံ့ကြေးတွေတို့အာမခံလုပ်သမားတွေသဘာဝဘေးကြုံတွေ့လာတဲ့အခါမှာသဘာဝဘေးအန္တရာယ်ထောက်ပံ့ကြေးတွေကိုခွင့်ပြုထုတ်ပေးတာဖြစ်ပါတယ်ပညာသင်ထောက်ပံ့ကြေးအနေနဲ့ကတော့မူလာတန်းကိုဆိုရင်3000အလယ်တန်းကိုဆိုရင်4000ခွဲနဲ့အထက်တန်းဆိုရင်6000ခွင့်ပြုထုတ်ပေးတာဖြစ်ပါတယ်ရှင်တက္ကသိုလ်ကျောင်းသားတွေအတွက်ဆိုရင်တော့9000ခွဲပါမိဘတွေအနေနဲ့ရရှိတာပါအာမခံအလုပ်သမားမိဘတွေက2ဦးရှိတယ်ဆိုရင်2ဦးအတွက်ခံစားခွင့်ရှိပါတယ်3ဦးရှိတယ်ဆိုရင်3ဦးအတွက်ခံစားခွင့်ရှိပါတယ်ရှင်အဲ့ဒါတော့အချိန်ပြည့်ပညာသင်ကြားနေတော့သားသမီးတွေအတွက်ဖြစ်ပါတယ်ဒီနေ့ထုတ်ပေးတဲ့နောက်ထပ်တစ်မျိုးကတော့ကျမတို့မန္တလေးငလျင်ကျောင်းမလို့ဒီတဘာဝဘေးအန္တရာယ်ကိုကြုံတွေ့ခဲ့ရတဲ့အာမခံအလုပ်သမားတွေကိုကျမတို့40%ထောက်ပံ့ကူညီတာဖြစ်ပါတယ်အဲ့ဒီအတွက်ကတော့ကျမတို့လူမှုဖူလုံရေးအဖွဲ့မှာဆိုရင်မိသားစုထောက်ပံ့မှုအာမခံစနစ်အောက်ကပဲဒီလောက်ခလစာအပေါ်မှာမူတည်ပြီးတော့ကျမတို့ခွင့်ပြုထုတ်ပေးတာဖြစ်ပါတယ်ခုနပညာသင်ထောက်ပံ့ကြေးရကြတော့လောက်ခလစာအပေါ်မှာမူတည်တာမဟုတ်ဘူးအခုထည့်ဝင်ကြေးပေးသွင်းနေတော့ကျမတို့အမြင့်ဆုံးသတ်မှတ်ထားတဲ့လောက်ခလစာ3သိန်းရဲ့အပေါ်မှာမူတည်ပြီးတော့ပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့သူဟာပို့ပြီးတော့အကျိုးခံစား권တွေရလာဖြစ်ပါတယ်ရှင်ပညာသင်ထောက်ပံ့ကြေးရတော့အခုဒီနေ့ကျမတို့ခွင့်ပြုထုတ်ပေးခဲ့တာကတော့ကျမတို့ငလျင်ပေးတဲ့အာမခံအလုပ်သမားတွေအနေနဲ့8569ဦးအတွက်ကို682.3.3တန်းကိုခွင့်ပြုထုတ်ပေးခဲ့ပါတယ်အဲ့ဒီပြင်ပညာသင်ထောက်ပံ့ကြေးအနေနဲ့ကတော့ကျောင်းသားဦးရေ1093ဦးအတွက်ကိုကျပ်တန်း244.455တန်းကိုခွင့်ပြုထုတ်ပေးခဲ့တာဖြစ်ပါတယ်ဒီနေ့အခမ်းအနားမှာတော့ကျမတို့ပညာသင်စရိတ်ရဲ့ငလျင်ဘေးရဲ့စုစုပေါင်းဆိုရင်ကျမတို့926.486တန်းကိုခွင့်ပြုထုတ်ပေးခဲ့တာဖြစ်ပါတယ်ရှင်ပဲခူးတိုင်းဒေသကြီးမှာဆိုရင်လူမှုလုံရေးနဲ့အကျုံးဝင်မှတ်ပုံတင်ထားတာကတော့8000နီးပါးခန့်ရှိပါတယ်ခင်ဗျကျွန်တော်တို့မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့်ခေါင်းစဉ်အောက်ကနေထုတ်ပေးသွားတာဖြစ်ပါတယ်ကျွန်တော်တို့မှာလူမှုလုံရေးမှာအာမခံစနစ်6မျိုးရှိပါတယ်အဲ့ဒီအာမခံစနစ်6မျိုးမှာဆိုရင်ကျွန်တော်တို့မိသားစုထောက်ပံ့မှုအကျိုးခံစား권ကအောက်ကနေပြီးတော့မှငလင်တန်တို့ရေဘေးတို့အဲ့ဒီခေါင်းစဉ်အောက်ကနေထုတ်ပေးသွားတာဖြစ်ပါတယ်။ကိုတိုင်းဒေသကြီးမှာလူမှုလုံရေးနဲ့စာချုပ်ချုပ်ဆိုထားတဲ့ပေါ့နော်ပုဂ္ဂလိကနဲ့စာချုပ်ချုပ်ထားတဲ့စေကံ9ခန်းရှိပြီးတော့မှလူမှုလုံရေးနဲ့အကျုံးဝင်မှတ်ပုံတင်ထားတဲ့အာမခံလုပ်သမားတွေကိုအဲ့စေကံနေပြီးတော့မှစေကူတာမှုလုပ်ငန်းတွေကိုဆောင်ရွက်ပြီးလျက်ရှိပါတယ်။ကုမ္ပဏီဝန်ထမ်းအကုန်လုံးလူမှုလုံဝန်ထမ်းတာနဲ့အများကျွန်တော်တို့ဝန်ထမ်းကနေမကောင်းတစ်ခုခုဖြစ်ခဲ့တယ်ကျဆိုလို့ရှိရင်ကျွန်တော်တို့ဒီအင်းတော်မျိုးလူမှုလုံရေးစေကံကိုဝန်ထမ်းကိုယ်တိုင်တွားရောက်ပြီးတော့မှကျွန်တော်စေကူတာခွင့်တွေခံယူရဲပြီးရင်လူမှုလုံရေးရပေးတယ်ကျွန်တော်စေကူတာခွင့်မှတ်တမ်းပြီးရင်ခွင့်စာရွက်တွေကိုတပ်ဆိုင်ဌာနကိုပို့ပြီးတော့ပဲလူမှုလုံရေးရဲ့ချိတ်ဆက်ပြီးတော့ပြတာပါတယ်ပေါ့နော်။လူသမားဘက်ကအကုန်လုံး200ခန်းထည့်ဝင်ပြီးတော့လှုပ်ရှင်ဘက်ကတော့300ခန်းပေါ့နော်။စုစုပေါင်း900ခန်းထည့်ဝင်ရပါတယ်ဗျ။ MD မြန်မာလင်ဂျီကုမ္ပဏီလင်မကနေပြီးတော့မှလူသမားဥယေ108ဦးလျှောက်ထားပြီးတော့ကျွန်တော်တင်ကျောင်းသားဥယေ142ဦးအတွက်ကိုငွေကျပ်သိန်းပေါင်း90နဲ့9500တိတိရရှိထားပါတယ်ဗျ။အမကန်လူသမားတွေအတွက်ကိုစသရဆောင်ရွက်ပြီးတဲ့အနေအထားတွေအကုန်လုံးကိုကျွန်တော်တို့ကုမ္ပဏီကိုစားဒီလူမှုလုံရေးဌာနကြီးတစ်ခုလုံးရောကျေးဇူးတင်တိုက်သူအကုန်လုံးကိုကျေးဇူးတင်ပါတယ်လို့ပြောကြားချင်ပါတယ်ဗျ။ပဲခူးတိုင်းဒေသကြီးမှာလူမှုဖူလုံရေးဝင်ထားတဲ့အာမခံအလုပ်သမား8000ကျော်ရှိတယ်လို့သိရှိရပါတယ်ရှင်။